မင်းဘွားကတစ်ခါတော့ပြိုလဲဘူးလားဒါဆိုရင်မင်းကတက်လန်းနေဘူးလားမင်းအရာအလုံးဆုံးရှုံးရင်ဆုံးရှုံးဘူးလိမ့်မယ်မင်းရဲ့နာမည်မင်းရဲ့ငွေကြေးမင်းရဲ့ယုံကြည်မှုမင်းရဲ့မိတ်ဆွေအချိန်လေးနဲ့ဘွားကရစရာမရှိသလိုဖြစ်ရင်ဖြစ်ဘူးလိမ့်မယ်မင်းကိုယ်တိုင်တော့ကွာကိုမယုံကြည်နိုင်တော့လောက်ဖြစ်ရင်ဖြစ်ဘူးလိမ့်မယ်အဲ့ဒီအချိန်ကမင်းဘွားရဲ့အဆုံးမဟုတ်ဘူးမင်းဘွားရဲ့အစဖြစ်တယ်မင်းဘဝရဲ့အခြေခံအုတ်မြစ်ဖြစ်တယ်။မင်းလဲကြပြီးတဲ့နောက်မင်းကိုပြန်ပြီးတော့တိဆောက်နိုင်ဖို့လိုတယ်။အဲ့လိုတိဆောက်တဲ့နေရာမှာမင်းရဲ့စိတ်ကိုစီကန်းနဲ့ချီနှောင်းမင်းရဲ့အမြင်ကိုအမှန်တရားနဲ့ထိန်းညှိမင်းရဲ့အကျင့်ကိုအနာဂတ်နဲ့ချိတ်ဆက်မင်းဟာကျိုးပဲ့ခဲ့ပြီးပြီလဲကြခဲ့ပြီးပြီပြိုလဲခဲ့ပြီးပြီမင်းပြန်ထနိုင်မှဖြစ်မယ်မင်းခိုင်မှဖြစ်မယ်မင်းဟာအနာဂတ်မျောလင့်ချက်ကိုအသက်သွင်းနိုင်မှဖြစ်မယ်အဲ့တော့မင်းခိုင်မာဖို့လိုတယ်မင်းခိုင်မာလာတဲ့တနေ့မင်းအောင်မြင်မှုအသေးအပွင့်ကိုစုခုနိုင်တဲ့တနေ့ကျရင်မင်းရည်လို့ရပြီမင်းကိုမင်းယုံကြည်လို့ရပြီမင်းရဲ့မျောလင့်ချက်တွေလည်းအသက်သွင်းလို့ရပြီအဲ့ဒါဘာကြောင့်လဲအရင်လိုမဟုတ်တော့ဘူးမင်းကပျက်စီးခဲ့ဘူးပြီလဲကျခဲ့ဘူးပြီပြိုလဲခဲ့ပြီးပြီလွယ်လွယ်နဲ့ကျိုးပဲဖို့မဖြစ်နိုင်တော့ဘူးလွယ်လွယ်နဲ့ပြန်ပြီးတော့လဲကျဖို့မဖြစ်နိုင်တော့ဘူးဘာလို့လဲမင်းရဲ့အုတ်မြစ်ကတီးခဲ့ပြီးပြီကျိုးခဲ့ပြီးပြီကျခဲ့ပြီးပြီအဲ့ဒါကြောင့်မလို့လွယ်လွယ်နဲ့ပြိုလဲဖို့ဆိုတာမဖြစ်နိုင်တော့ဘူးမင်းဟာမကျိုးပဲတော့မဲ့လို့ဖြစ်လာပြီဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကမင်းရဲ့ပြိုလဲနေတဲ့စိတ်ကိုအထောက်အကူဖြစ်ခဲ့မယ်လို့လည်းယုံကြည်ပါတယ်ပြန်လဲပြီးတော့နိုးထနိုင်အောင်ကြိုးစားဖို့ခွန်အားတွေဖြစ်လိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်မင်းပြိုလဲခဲ့ဘူးလေဆိုရင်မင်းပြန်ထနိုင်မဲ့လူပါမင်းပြီးဆုံးသွားတာမဟုတ်ဘူးစတင်ဖို့ပြိုလဲတာပါမင်းပြိုလဲတာကစတင်ဖို့ခွန်အားတစ်ခုပါပဲ